ပြည်သူများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်များရေကို join ကနေတင်ဆက်ပေးသွားမှာကတော့2004ခုနှစ်ကထွက်ရှိခဲ့တဲ့ Before the Fall လို့အမည်ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကို1942ခုနှစ်မှာဂျာမနီနိုင်ငံမှာဇက်အိမ်တည်ထားတာဖြစ်ပါတယ် Frederick ဆိုတာဟာဆင်းရဲတဲ့စက်ရုံလုပ်သားတူရဲ့သားလေးပါသူကအထက်တန်းကျောင်းတွေပါတယ်အောင်ပြီးသွားပြီကျောင်းဆက်တက်ချင်တာပေါ့ဒါပေမဲ့လည်းအိမ်ကချို့တက်ပြီးတော့ဆင်းရဲတဲ့အခါကျတော့ကျောင်းဆက်တက်လို့ကမရဘူးသူ့အဖေကတော့တားဖြစ်သူ Frederick ကိုသူ့လိုပဲစက်ရုံလုပ်သားအနေနဲ့အလုပ်လုပ်ပြီးတော့ကျွမ်းကျင်လုပ်သားဖြစ်လာတဲ့အခါမှာလာစာများများဆဆရလာတဲ့သူဖြစ်ဖို့မျှော်လင့်ထားတာပေါ့ဒါဆိုရင်အဖေဖြစ်သူထက်လည်းလာစာပိုများတဲ့သူဖြစ်လာမှာပါFrederick ကတော့ဒီလိုမျိုးဆက်ရုံအလုပ်တဲ့လက်ဝဲသမားဖြစ်ချင်တာသူကမျိုးတွေကလက်ဝဲရုံအသေးလေးမှာပဲလေ့ကျင့်နေလက်ရည်တော့တော်တော်တိုးတက်လာတယ်တမန်တော်နာဇီကျောင်းတစ်ကျောင်းဖြစ်တဲ့နာပိုလာကလက်ဝဲနီးပြတဲ့သူ့တင်နန်းသားတွေဟာ Frederick ရှိတဲ့လက်ဝဲရုံကိုလာလေ့လာကြတယ်အဲ့ဒီမှာ Frederick နဲ့တွေ့တယ်ပေါ့ဗျာသူတို့ကအစမ်းအနေနဲ့ကျောင်းသားတွေကတယောက်နဲ့ Frederick နဲ့ကိုထိုးခိုင်းကြတယ် Frederick ကလက်ဝဲရေးကောင်းတာမို့လို့ကျောင်းသားဟာအလူးလဲထိုးခံရတော့တာပေါ့တနာတဲ့ Frederick ကကိုစီကိုလာလေတဲ့ဧည့်သည်ကိုဒန်းလူကျောင်းသားတွေရှေ့မှာအနိုင်မယူချင်တာကြောင့်တမင်တကအရှုံးပေးလိုက်ပါတယ်ဒါကိုနာပိုလာကလက်ဝဲနီးပြကတည်တော့ Frederick ကိုသဘောကျသွားတယ်ဒါကြောင့်သူတို့နာပိုလာကျောင်းကိုဝင်ဖို့အတွက်ကမ်းလှမ်းပါတယ်နီးပြက Frederick ရဲ့ကိုခန္ဓာချိုးဆန်းတဲ့အနေအထားကိုအရန်သဘောကျတယ်ပြဿနာရှိတာက Frederick ရဲ့အဖေဟာနာဇီမုန်းတီးသူတယောက်ဖြစ်နေတာပါဆိုတော့ Frederick ကဆက်ဆချင်းတော့ညင်းနေပေမဲ့နာပိုလာကျောင်းကသာပွဲရသွားမယ်ဆိုရင်ထိတ်တန်းစစ်သားတယောက်ဖြစ်လာမှာဖြစ်ပြီးတော့ငွေကြေးလည်းပူစရာမလိုတဲ့သူဖြစ်လာမှာကို Frederick ကသိတယ်ဒါနဲ့ Frederick ကနာပိုလာကျောင်းမှာစစ်ဆေးခံယူဖို့သွားတယ်အဲ့ဒီမှာသူ့ရဲ့ကျမ်းမာရေးနဲ့ဇာရိတပိုင်းဆိုင်ရာကိုစစ်ဆေးတယ်Frederick ကစစ်ဆေးမှုတွေကိုအောင်မြင်ခဲ့တဲ့အတွက်အရာရှိတွေကသူ့ကိုသဘောကျပြီးတော့အောင်ပေးလိုက်ပါတယ်ဒါပေမဲ့ Frederick အနေနဲ့အုပ်ထိန်းသူဖြစ်တဲ့သူ့အဖေရဲ့ခွင့်ပြုချက်လက်မှတ်ကိုလိုအပ်ပါတယ်လက်မှတ်ရပြီဆိုရင် Frederick ဟာဂျာမနီနိုင်ငံကကောင်းလွန်းလာတဲ့ Academy မှာစတင်တက်ရောက်ခွင့်ရတော့မှာပါFrederick ကအိမ်ကိုပြန်လာခဲ့ပြီးတော့သူ့အဖေကိုစာရွက်တွေပြတယ်သူ့အဖေကတော့ထင်တဲ့အတိုင်းပဲနာဇီကျောင်းမှာတက်ဖို့ကိစ္စကိုကန့်ကွက်ပြီးတော့ဒီကိစ္စကိုမေးပြလိုက်ဖို့ Frederick ကိုပြောတယ်Frederick မှာအရန်ချစ်ရတဲ့ညီလေးတစ်ယောက်လည်းရှိတယ်သူက Frederick နဲ့ရေချိုးရင်းနဲ့စကားစမြည်ပြောနေကြတာသူတို့မိသားစုကဆင်းရဲတာကြောင့်ရေချွေတာဖို့အတွက်ရှေ့ကလူချိုးသွားတဲ့ရေကိုနောက်တစ်ယောက်ကဆက်ပြီးတော့ချိုးရပါတယ်Frederick ကယူမိုင်းမိုင်းနဲ့စိတ်ထင်ရလို့သွားမှာကိုအဖေဖြစ်သူကစိုးရိမ်နေခဲ့တယ်ဒါကြောင့် Frederick ကိုဘလို့တားရင်ကောင်းမလဲစဉ်းစားနေပါတယ်ဒါပေမဲ့ Frederick ကလည်းအဖေဖြစ်သူစကားကိုနားမထောင်တော့ဘဲနဲ့လက်မှတ်ကိုအတုထိုးပြီးတော့ထွက်သွားပါတော့တယ်မနေ့ရောက်တော့မိဘတွေဟာ Frederick ကိုမတွေ့ရတော့ဘဲနဲ့ Ellenstein မှာရှိတဲ့နာပိုလာကျောင်းကိုသွားပြီးလို့ရေးပြီးတော့ထားခဲ့တဲ့စာလေးတစ်စောင်ကိုပဲတွေ့ခဲ့ရပါတယ်အဖေဖြစ်သူကတော့တားနေတဲ့ကြားထဲကထွက်သွားတဲ့ Frederick ကိုဒေါသတွေထွက်ပြီးတော့သူ့ရဲ့စပိန်လေးကိုလည်းရိုက်ချိုးပစ်ခဲ့ပါတယ်Frederick ကတော့သူတက်ချင်နေတဲ့နာပိုလာ Academy ကိုရောက်လာခဲ့ပါပြီရုပ်ရှင်တွေကလိုပဲမျော်စင်ကြီးနဲ့တူတဲ့ကျောင်းတော်ကြီးကို Frederick ကကြည့်နေပြီးတော့စွန့်အားနေပါတယ်သူတို့ကိုလေ့ကျင့်ပေးမဲ့နီးပြဆရာက welcome လုပ်ခဲ့ပြီးတော့အခန်းပေါ်တွေပါတယ်နဲ့မိတ်ဆက်ပေးတယ်သူ့ရဲ့အခန်းပေါ်က Christoph လို့ခေါ်ပြီးတော့သူ့ကိုလည်းအခန်းတွေလိုက်ပြခဲ့ပါတယ်ပစ္စည်းတွေကိုဘယ်လိုထားရမလဲဆိုတာကို Christoph ကလိုက်ပြပြီးတော့15မိနစ်အတွင်းမှာတင်တန်းခန်းမောက်ကိုသွားရမယ်လို့ပြောခဲ့တယ် Frederick ကပထမဆုံးအကြိမ်ဖြစ် uniform ဝတ်လိုက်ပြီးတော့မှန်တမ်းမှာသူ့ကိုယ်သူကြည့်ရင်းနဲ့သဘောတွေကြားနေခဲ့တယ်ကျောင်းရဲ့အကြီးအကဲကတင်တန်းသားတွေအားလုံးကိုကြိုဆိုလိုက်ပြီးတော့အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်လာမဲ့သူတွေလို့ရည်ညွှန်းလိုက်တယ်အကြီးအကဲကမင်းကွန်းပြောနေတဲ့တောက်လျှောက်မှာ Frederick ရဲ့မျက်လုံးတွေဟာတောက်ပနေပြီးတော့သူဆုံးဖြတ်ခဲ့တာမှန်မှားပဲနဲ့သူ့အနာဂတ်အတွက်အကောင်းဆုံးဆုံးဖြတ်ချက်ပဲလို့တွေးနေခဲ့ပါတယ်ပြီးတော့ Chris ကတငယ်ချင်းတွေနဲ့ Frederick ကိုလိုက်ပြီးတော့မိတ်ဆက်ပေးတယ်သူတို့ကတော့ Hefqua Jordan နဲ့ Siki တို့ပါအားလုံးကခင်မင်စရာကောင်းပြီးတော့သူ့ကိုခင်ကြတယ်အဲ့ဒီချိန်မှာစီနီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့ Raha ဆိုသူဝင်လာတယ်သူက Frederick ရဲ့ဗီဒီယိုမတက်မရဖြစ်နေလို့အပြစ်ပေးရမယ်ဆိုပြီးတော့တိုက်ထိုးအကြိမ်တရာလောက်ခိုင်းခဲ့တယ်ဒီချိန်မှာလူကြီးတစ်ယောက်ရောက်လာလို့ Frederick တက်တာသွားခဲ့ပါတယ်ညရောက်တော့ Frederick ဟာအိတ်မရတာနဲ့သူ့ရဲ့ဘေးကရင်ကိုကြည့်မိတယ်ဘေးကရင်မှာကလူမရှိလို့ Chris ကိုမေးကြည့်တယ်ဒါပေမဲ့မိပိတ်ပြီးသွားရင်သူတို့မှစကားပြောလို့မရတာကြောင့်ဘာမှမသိခဲ့ရပါဘူးမနေ့ကတော့သူတို့အဖွဲ့တွေကိုလူသစ်တယောက်ရောက်လာတယ် Albert ဆိုတဲ့ကောင်လေးပါသူကမျိုးတော်ဝင်ရဲ့သားဖြစ်တာကြောင့်အရာရှိတွေက Albert ကိုမျက်နှာသာပေးကြတယ်တကယ်တော့ Albert ကစစ်သားတယောက်ဖြစ်ချင်တာမဟုတ်ဘဲနဲ့ကြပြားတွေစာတွေရေးရတာကိုသဘောကျတဲ့သူဖြစ်ပါတယ်သူက Frederick ကိုအဲ့ရသိန်းတာတွေတင်ပေးကနေတငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်သူတို့ကိုလေ့ကျင့်ပေးမဲ့သူကတော့နှုတ်ကျန်းအာကျန်းနဲ့အရာရှိတယောက်ဖြစ်တဲ့ Carlos ဆိုသူပါစီနီယာဖြစ်တဲ့ Raha က Frederick ရဲ့အခန်းပေါ်ဖြစ်သူ Siki ကအဲ့ရထဲမှာရှူးပေါက်ချတာနှစ်ခါရှိနေပြီဖြစ်ကြောင်းတင်ပြတယ်အပြစ်ပေးတဲ့အနေနဲ့ Siki ဟာသူ့အဲ့ရခင်ကိုအားလုံးရှေ့ကိုယူလာပြီးတော့အားလုံးရှေ့မှာရှူးပေါက်ချပြရပါတယ်Siki ဟာသူထိန်းချုပ်လို့မရတဲ့ကိစ္စတစ်ခုအတွက်လူကြားသူကြားထဲမှာအဆက်ခွဲခံလိုက်ရပါတယ်သူ့ကိုအချွန်နဲ့မလိုက်တဲ့ Raha ဆိုတဲ့စီနီယာကတော့သဘောတွေကျနေခဲ့တယ်သူတို့ဟာဟီတလာရဲ့မိန်ကုန်းတွေကိုအများနဲ့ဟစ်ကြွေးနေရပြီးတော့မိန်ကုန်းတွေကိုလည်းရေးသားရပါတယ်ဂျူးလူမျိုးတွေကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးပြီးတပ်ဖြတ်ခဲ့ရခြင်းရဲ့အကြောင်းတွေကိုလည်းသင်ကြားကြရပါတယ်လက်နဲ့ကြီးငယ်အားလုံးကိုပြစ်ခတ်တတ်ဖို့လည်းသင်ကြားရပါတယ် Frederick ကတော့သူ့ဝါသနာဖြစ်တဲ့လက်ဝဲကလပ်ကိုလည်းဝင်ရောက်ထားပါတယ်သူ့ကိုလေ့ကျင့်ပေးတဲ့ဆရာက Frederick ကိုသဘောကျတယ် Frederick ကလည်းအဲ့ဒီဆရာနဲ့ခင်မင်လာပြီးတော့ရင်းနှီးလာခဲ့ပါတယ်ဖြစ်ကျွန်တော် Frederick တို့တက်နေတဲ့ Academy ကျောင်းဟာလက်ဝဲအကျော်မော်တွေထွက်ရှိခဲ့မှုတဲ့ချန်ပီယံကျောင်းဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ရှုံးနိမ့်နေကြတာနှစ်စဉ်ဆက်တိုက်ဖြစ်နေပါပြီ။ဒါကြောင့်လက်ဝဲဆရာက Frederick ကဒီနေ့တော့စုတစိတ်ရယူပေးနိုင်ဖို့မျှော်လင့်နေပါတယ်။တလားလောက်နေတော့တင်နန်းသားတွေဟာအိမ်ကားပို့တဲ့စာတွေကိုဖတ်ရပါတယ်။ Frederick ရဲ့အမေကတော့တားဖြစ်သူနေကောင်းအောင်နေဖို့မှာကြားပါတယ်။တကယ်ချင်းဖြစ်သူ Albert လည်းသူ့အိမ်ကိုစာတွေပို့လို့ရှိတယ်။ဒါပေမဲ့ Albert ကသူ့မိမတွေဟာသူ့စီကလာတဲ့စာကိုဘယ်တော့မှမဖတ်ဘူးဆိုတာကိုသိနေခဲ့တယ်။ညရောက်တော့သူတို့ဟာအလုပ်သမားတိုင်းရကိုသွားပြီးတော့ကောင်မလေးတွေအင်ကြီးလဲတာကိုသွားချောင်းကြတယ်။ဒီလိုနဲ့ Frederick နဲ့ Albert တို့ဟာအတွင်းသိအစင်းသိတငယ်ချင်းတွေဖြစ်လာကြပါတယ်။အချိန်တွေကြာလာလေသူတို့လေ့ကျင့်ခန်းတွေကလည်းပြင်းထန်လာပြီးတော့ Frederick ကလည်းအပြင်းထန်စူးစမ်းလာပါပြီ
လက်ဝဲပွဲတွေမှာလည်း Frederick ဟာနိုင်ပွဲတွေရလာခဲ့တယ်လက်ဝဲပွဲတစ်ပွဲမှာတော့ Frederick ရဲ့ပြိုင်ဘက်ဟာအရှုံးပေးနေခဲ့ပါတယ်ဒါပေမဲ့အစီအမင်းအရအနိုင်ရဖို့ဆိုရင်ပြိုင်ဘက်ကိုအလဲထိုးဖို့လိုပါတယ် Frederick ကတနာတဲ့စိတ်ကြောင့်စဉ်းစားနေခဲ့ပေမဲ့အနိုင်ရဖို့အရှုံးပေးနေတဲ့ပြိုင်ဘက်ကိုထိုးခဲ့ပါတယ်အားလုံးက Frederick ကိုဝိုင်းဝန်း over ပေးနေကြပေမဲ့တကယ်ချင်း Albert ကတော့အရှုံးပေးနေတဲ့သူကိုထပ်ပြီးတော့ထိုးတာဟာမကောင်းတဲ့ကိစ္စပဲလို့သတ်မှတ်ထားတယ်အဆင့်မြင့်ဗိုလ်ချုပ်ကြီးတွေအချီးကျူးမှုကိုရနေတဲ့ Frederick ကတော့ပြောနေခဲ့ပါတယ်ဒါပေမဲ့တကယ်ချင်းဖြစ်သူ Albert ကတော့ Frederick ရဲ့လုပ်ရက်ကိုသဘောမကျခဲ့ပါဘူးတနေ့တော့အခန်းပေါ်စီကီယာရှူပေါက်ချမိပြန်တယ်စီနီယာရာဟာကဒီကိစ္စကိုမတိုင်စေခြင်းသူ့ကိုပတ်စံတွေအများအများပေးရမယ်လို့ငွေညှစ်ခဲ့ပါတယ်နောက်နေ့မှာတင်နန်းသားတွေကိုလက်ပစ်ပုံကြောင့်ပြက်ပုံပြင်းလေးကိုတင်ပေးနေပါတယ်တင်နန်းသားတယောက်ကဘုံကိုဝေးဝေးကိုမပစ်ဘဲနဲ့ကြောင်ပြီးတော့လူတွေရှိနေတဲ့နောက်ကိုပစ်ချလိုက်မိပါတယ်စစ်သားတွေဟာတတိရှိဖို့တင်ပေးနေတဲ့နီးပြဆရာဆိုသူကတော့ချက်ချင်းပဲဒီကိစ္စဖြစ်ချိန်မှာခုန်ပြန်ပြီးတော့ကိုလွတ်ယုံသွားခဲ့တယ်အမြဲတမ်းလှောင်ပြောင်ခံနေရတဲ့စီကီဆိုတဲ့ကောင်လေးကတော့ဘုံကိုရင်ပတ်နဲ့အုပ်ပြီးတော့တင်နန်းသားအယောက်20ရဲ့အသက်ကိုကယ်ဆယ်သွားခဲ့ပါတယ်စီကီကိုဂုံမျိုးစုတစ်စိတ်ပေးပြီးတော့အချီးမွမ်းခဲ့ကြတယ်ကျောင်းသားတွေကတော့လေ့ကျင့်ပေးတဲ့ဆရာကကိုလွတ်ယုံပြီးတော့ခေါင်းရှောင်သွားကြတာကိုမကြေမနက်ဖြစ်နေခဲ့ကြပါတယ်နောက်နေ့မှာအဲ့ဒီဆရာကကျောင်းသားတွေကိုဘိုက်ကြွက်သားတွေကြစ်လက်နေအောင်တိုက်ထိုးလေးချင်ကလောက်ခိုင်းနေသူ့ဘိုက်ကိုလာထိုးဖို့ကြွားဝါစိန်ခေါ်ခဲ့တယ် Frederick ကငကိုတွေကမကြေနပ်ဖြစ်နေတာကြောင့်လက်သီးချက်ပြင်းပြင်းနဲ့နီးပြရဲ့ဘိုက်ကိုထိုးပစ်ခဲ့ပါတယ်Albert ရဲ့အဖေမွေးနေ့အတွက် Frederick ဟာ Albert တို့အိမ်ကိုအလဲရောက်ခဲ့တယ်ဒါပေမဲ့ Albert ရဲ့မိဘတွေဟာ Albert ကိုနွေးနွေးထွေးထွေးမဆက်ဆံကြပါဘူး Albert ကသူရေးထားတဲ့ကြပြလေးဖတ်ပြနေတာကိုလည်းအဖေဖြစ်သူကတားခဲ့ပါတယ်သူ့ဖေကကြပြတွေစားတွေဟာယောက်ျားကောင်းတစ်ယောက်နဲ့မသက်ဆိုင်ဘူးလို့ပြောခဲ့ပြီးတော့ Albert ကို Frederick လိုမျိုးကြာကြာရဖြစ်စေခြင်းခဲ့ပါတယ်လူကြီးတွေကအားလုံးမူးနေကြပြီးတော့ Frederick နဲ့ Albert ကိုထိုးခိုင်းကြတယ် Frederick က Albert ကိုမထိုးဘဲနဲ့ရှော့ပေးခဲ့ပါတယ်ဒါပေမဲ့ Albert ကထိုးခိုင်းလို့ထိုးလိုက်တာမှာ Albert တစ်ချက်တည်းနဲ့လဲကျသွားတော့တယ်Albert ကိုလိလူရှိပြီးတော့ Frederick ကိုအားလုံးကချီးကျူးနေခဲ့ကြတယ်သူတို့လည်းတင်တန်းခမ်းမကိုပြန်ရောက်ရှိလာခဲ့ကြပါပြီဒီချိန်မှာဆိုဗီယက်အကျဉ်းသားတွေဟာလက်နက်တွေကိုကိုးယူပြီးတော့ထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပါတယ်ဒါကြောင့်အရာရှိတွေကတင်တန်းသားတွေကိုအကျဉ်းသားတွေလိုက်ဖမ်းခိုင်းပါတယ်သူတို့ကို rifle တနက်တွေကိုပေးပြီးတော့အကျဉ်းသားတွေကိုမြင်တာနဲ့ပြစ်ခွင့်ပေးထားပါတယ်Albert နဲ့ Frederick တို့လည်းအတူတူထွက်လာကြပါတယ်သူတို့လည်းပုံးနေရကနေထွက်ပြေးတဲ့အကျဉ်းသားတွေကိုမြင်တာနဲ့အသေးပြစ်တက်ကြရပါတယ်အနာကိုကကြည့်ချိန်မှာသူတို့ပြစ်တက်လိုက်တဲ့အကျဉ်းသားတွေဟာလူကြီးတွေမဟုတ်ဘဲနဲ့ကလေးတွေဖြစ်နေကြတာပါ Albert ကတော့မသေးသေးတဲ့ကလေးတယောက်ကိုကယ်ဖို့လုပ်ပါတယ်ဒါပေမဲ့ Albert ရဲ့အဖေကရောက်လာပြီးတော့တေးအောင်ပြစ်တက်သွားခဲ့ပါတယ် Albert ကတော့သူ့အဖေရဲ့ရက်စက်မှုကိုမြင်ပြီးတော့စောက်တီရမရဖြစ်နေခဲ့တယ် Frederick နဲ့စကားများရန်ဖြစ်ကြလို့သူတို့ကို24နိုင်တိုက်ပိတ်အပြစ်ပေးကြပါတယ်တနေ့တော့စာသင်ခန်းထဲမှာဆောင်းရသည့်အကြောင်းကြပြဆက်ခိုင်းတယ် Albert ကကြပြဆက်ရင်းနဲ့ကြပြထဲမှာမင်းညကသူ့အဖေကအားနေတဲ့ကလေးတွေကိုတတ်ပစ်တဲ့ကိစ္စကိုပါဆက်ဆိုခဲ့တယ်ဒါကြောင့် Albert နဲ့သူ့အဖေကိုဒရိုက်တာကဆင့်ခေါ်ခဲ့ပါတယ် Albert ကိုအပြစ်ပေးတဲ့အနေနဲ့စစ်ဖြစ်နေတဲ့အရှေ့ပိုင်းဒေသကိုပို့မယ်လို့ပြောတယ်Frederick ကတော့တိုက်ပိတ်ခံရလို့ပြန်ထွက်လာမှာ Albert ထွက်သွားတော့မှကိုအမိန့်ချထားတာကိုသိတော့နောက်တဲ့နေ့လေ့ကျင့်မှာတင်နန်းသားတွေဟာအေးအေးထန်ခံနိုင်အောင်ရေခဲပြင်အောက်ကနေကူးခတ်ရပါတယ် Albert အလဲရောက်ချိန်မှာ Albert ဟာရေအောက်ထဲမှာပဲရပ်နေခဲ့ပါတယ် Frederick ဟာတငယ်ချင်းကိုကယ်ဖို့လုပ်ပေမဲ့လည်း Albert ဟာ Frederick ကိုနှုတ်ဆက်ပြီးတော့သူ့ဘာသာသူအဆုံးစီရင်သွားခဲ့ပါပြီအဖေဖြစ်သူကတော့တားဖြစ်သူတေချောင်းကြံသွားတဲ့သတင်းကိုကြားပေမဲ့လည်းဒါဟာလူပြောလူညံ့တွေရဲ့အလုပ်လို့သတ်မှတ်ပြီးတော့နောင်တမရခဲ့ပါဘူးဒီလိုနဲ့ Academy ဘောင်းဆောင်လက်ဝဲပြိုင်ပွဲကိုရောက်လာပါပြီတငယ်ချင်းဖြစ်သူ Albert တေဆုံးမှုကြောင့်စိတ်ထိခိုက်နေတဲ့ Frederick ဟာပြိုင်ပွဲထဲမှာစိတ်မပါတာကြောင့်အလဲထုတ်ခံလိုက်ရပါတယ်ဒါကြောင့်သူ့ကိုအားလုံးကလှောင်ပြောင်ခဲ့ကြပြီးတော့ Academy ကနေလည်းထုတ်ပယ်လိုက်ကြပါတယ် Frederick လည်းသူ့မွေးရမြစ်ကိုအထုပ်ပိုးပြန်ပြီးတော့ပြန်လာခဲ့တာကိုမြင်ကြမှာပါရုပ်ရှင်အဆုံးမှာဇာတ်ကြောင်းပြောပြသွားခဲ့ပုံရတော့အဲ့လိုစစ်တဲ့နန်းတွေကចောင်းသား1000ခွဲကျော်ဟာစစ်ပွဲတွေကိုဆေလုတ်ခံရပြီးတော့တဝက်လောက်ဟာတေဆုံးခဲ့ကြတယ်လို့သိရပါတယ်ဒီမှာနေမဲ့ Before the Fall ဆိုတဲ့ဇာတ်ကားလေးကပြီးဆုံးသွားခဲ့ပါတော့ခင်ဗျာအဆုံးထိနားဆင်ပေးမှုအတွက်ပရိသတ်များအားလုံးကိုကျွန်တော်တို့ရိုးရိုးကျွမ်းကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ